ထုတ်ကုန်တစ်ခုမှာဟာလာလိုဂိုပါယုံနဲ့စိတ်ချလို့ရပြီလားကျွန်တော်တို့ဒီနေ့ဈေးကွက်ထဲမှာအများကြီးကုန်ပစ္စည်းတွေပေါ်မှာဟာလာလိုဂိုလေးတွေကိုတွေ့ဘူးမှာပါအဲ့တော့မေးစရာရှိတာကဒီလိုလိုဂိုလေးတွေကိုတွေ့ရုံနဲ့ဒီကုန်ပစ္စည်းကိုဟာလာလို့ကျွန်တော်တို့ယုံကြည်စိတ်ချလို့ရပြီလားအင်ရှာလာဒီနေ့မှာကျွန်တော်ဒီဟာလာလိုဂိုလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှန်မှန်ကန်ကန်နားလည်ရမလဲဘယ်လိုမျိုးမှန်မှန်ကန်ကန်စစ်ဆေးရမလဲဆိုတာကိုကျွန်တော်အင်ရှာလာမျှဝေတင်ပြသွားမှာဖြစ်တယ်ပထမဆုံးကျွန်တော်တို့သိရမှာကဟာလာလိုဂိုဆိုတာဘာလဲဟာလာလိုဂိုဆိုတာကကုန်ပစ္စည်းတစ်ခုကိုထုတ်ကုန်တစ်ခုကိုဒီသက်ဆိုင်ရာဟာလာအဖွဲ့အစည်းကသူတို့ရဲ့သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ပြည့်ညက်ချက်တွေနဲ့သူတို့ရဲ့သတ်မှတ်ထားတဲ့ဥပဒေတွေနဲ့စစ်ဆေးဆုံးဖြတ်ပြီးတဲ့အတည်ပြုပြီးတဲ့နောက်မှာသူတို့ဘက်ကနေပြီးတော့အသုံးပြုခွင့်ပေးလိုက်တဲ့အမှတ်အသားလက္ခဏာလေးတစ်ခုဖြစ်တယ်။သို့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒီလိုမျိုးဟာလာလိုဂိုတွေကိုတွေ့တိုင်းပေါ့ပေါ့တန်တန်နဲ့ကျွန်တော်တို့ယုံကြည်လို့မရအောင်ကျွန်တော်တို့ကြည့်ရမယ့်အချက်လက်လေးတွေရှိတယ်။အဲ့ဒီအချက်လက်လေးတွေမှာဘာတွေကိုကျွန်တော်တို့အဓိကထားပြီးတော့ကြည့်ရမလဲဆိုတော့နံပါတ်1အနေနဲ့ဟာလာလိုဂိုတစ်ခုကိုတွေ့ပြီဆိုရင်ဘေးနားမှာကျွန်တော်တို့ကတခါတည်း certification ကိုပါတခါတည်းကြည့်ရမှာဖြစ်ဒီဟာလာလိုဂိုကိုဘယ်အဖွဲ့က certification လုပ်ထားတာလဲဘယ်လိုမျိုးအဖွဲ့အစည်းကထောက်ခံချက်လက်မှတ်ပေးထားတာလဲဆိုတာကိုကျွန်တော်တို့ကြည့်ရဒုတိယအနေနဲ့ဒီကုန်ပစ္စည်းမှာဒီသတ်မှတ်ထားတဲ့သူတို့ကနှိပ်ထားတဲ့ဒီဟာလာလိုဂိုကတက်တန်းရှိသေးလား expire ဖြစ်သွားပြီလားအကျုံးဝင်သေးလားမဝင်သေးဘူးလားဆိုတာကိုမဝင်တော့ဘူးလားဆိုတာကိုကျွန်တော်တို့စစ်ဆေးရမှာဖြစ်နံပါတ်3အနေနဲ့ဒီထုတ်ကုန်ပေါ်မှာဒီဟာလာတစိတ်ကိုဒီလိုမျိုးရိုက်နှိပ်ဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းကပါမစ်အပြည့်အဝပြုထားလားမပြုထားဘူးလားဒါကိုလည်းကျွန်တော်တို့စစ်ဆေးရမှာဖြစ်ဘာကြောင့်ဒီအချက်လက်တွေကိုစစ်ဆေးရမလဲဆိုတော့ကျွန်တော်တို့ဈေးကွက်ထဲမှာရှိနေတဲ့အများကြီးကုန်ပစ္စည်းတွေကဒီလုပ်ငန်းရှင်အနေနဲ့သူ့ရဲ့ကုန်ပစ္စည်းကိုအဖွဲ့အစည်းတစ်ခုခုမှထောက်ခံချက်ယူထားတာမဟုတ်ဘူးဟာလာ certification body တစ်ခုခုမှအစစ်ဆေးခံထားတာမဟုတ်ဘဲနဲ့သူကသူကွန်ပျူတာထဲကနေပြီးတော့ဟာလာတစ်စိမ့်လေးကိုယူပြီးတော့သူ့ရဲ့ logo မှာကတ်လိုက်တာလေကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်တယ်အများကြီးအဲ့လိုဟာတွေကိုကျွန်တော်တို့တွေ့ရလိမ့်ဒုတိယအနေနဲ့ certificate တက်တန်းကုန်ဆုံးသွားတဲ့မရှိတော့တဲ့ expire ဖြစ်သွားတဲ့အရာတွေကိုဆက်လက်ပြီးသုံးစွဲနေတာကိုလည်းအများကြီးကျွန်တော်တို့တွေ့ရလိမ့်တတိယတစ်ချက်အနေနဲ့တချို့ကုန်ပစ္စည်းတွေတချို့လုပ်ငန်းတွေပေါ့နော်အဲ့ဒီလုပ်ငန်းတွေမှာသူတို့ရဲ့ product တွေအများကြီးရှိတယ်အဲ့ဒီထဲကနေတစ်ခုကိုပဲသူတို့က halal certification လုပ်ထားတယ်ကျန်တဲ့အရာတွေပေါ်မှာမလုပ်ထားတဲ့အရာတွေပေါ်မှာပါဒီကုန်ပစ္စည်းတွေဒီအမှတ်တစိတ်ကိုလိုက်ပြီးတော့ဒီဟာလာတစိတ်ကိုလိုက်ပြီးတော့ကတ်ထားတယ်အားလုံးသူ့ရဲ့အလုပ်ငန်းခွင်ကနေပြီးတော့ထွက်တဲ့ကုန်ပစ္စည်းအားလုံးမှာဟာလာလိုကိုလိုက်ပြီးတော့တတ်ထားလားမတတ်ထားဘူးလားဒါကိုလည်းကျွန်တော်တို့ကြည့်ရမယ်အဲ့လိုမျိုးကုန်ပစ္စည်းတွေလည်းအများကြီးဈေးကွက်ထဲမှာရှိအဲ့တော့ပြောချင်တာကကျွန်တော်တို့ဟာလာတစိတ်တစ်ခုကိုတွေ့ပြီဆိုရင်ဟာလာတစိတ်ကိုကြည်ချင်းတဲ့အတူတူဟာလာ certification body ကိုပါတခါတည်းစစ်ဆေးတဲ့နဲ့ဟာလာထောက်ခံချက်လက်မှတ်ပေးထားတဲ့ဘယ်လိုမျိုးအဖွဲ့အစည်းကပေးထားတာလဲဆိုတာတခါတည်းကြည့်ရမယ်။ဘာကြောင့်အဲ့လိုကြည့်ရမလဲဆိုတော့ဒီအမတ်တစိတ်ကတော့မှန်ပါတယ်ကျွန်တော်တို့မွတ်စလင်တွေအတွက်အင်တန်မှအရေးကြီးတဲ့ဒီအမတ်အသားလက္ခဏာတစ်ခုဖြစ်တယ်။သို့တော့အဲ့လိုမျိုးအရေးကြီးခြင်းနဲ့အတူတူဒီ logo လေးနဲ့အတူတူ logo ကို certify လုပ်ထားတဲ့ဒီအဖွဲ့အစည်းကလည်းအင်တန်မှအရေးကြီးတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့နောက်ဈေးကွက်တွေတဲကိုရောက်တဲ့အခါမှာ halal product တွေကိုဝယ်တော့မယ် halal product တစ်ခုခုကိုသုံးစွဲတော့မယ်ဆိုရင် halal ကိုပုံမှန်တော့ကျွန်တော်တို့စစ်ဆေးပါတယ်ဒီနေ့ကနေစပြီးတော့ halal လက်မှတ်ကို halal ဒစိမ့်လေး logo လေးကိုစစ်ဆေးခြင်းနဲ့အတူတူ halal ဒီ logo ကိုပေးထားတဲ့ဘယ်အဖွဲ့အစည်းကပေးထားလဲဆိုတာအဲ့ဒီအဖွဲ့အစည်းကိုပါတခါလဲလေ့လာဖို့အတွက်အဲ့ဒီအဖွဲ့အစည်းကိုပါတခါလဲကြည့်ရှုဖို့အတွက်အားလုံးကိုမေတ္တာရက်ခံပါတယ်အင်ရှာလာဆက်လက်ပြီးတော့နောက်ထပ်အပိုင်းတွေမှာလည်း halal နဲ့ပတ်သက်တဲ့ဘဟုတုတရရမယ်အကြောင်းအရာတွေအရေးကြီးတဲ့အကြောင်းအရာတွေနောက်ထပ်ဒီလူအများသတိမထားမိတဲ့ကိစ္စလေးတွေကိုဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်တယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့မိတ်ဆွေအနေနဲ့တခုခုသိရမယ်အရေးကြီးတာလေးတခုခုသိရှိရမယ်ဆိုရင်နောက်ထပ်လူတွေကိုလည်းမျှဝေပေးဖို့မေတ္တာရက်ခံတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ